brand တော်များများက agency နဲ့ contract ချုပ်ပြီးလို့ရှိရင် post တွေဖန်တီးတော့မယ်ဆိုပြီးတော့ထင်ထားကြပါတယ်။ဒါပေမဲ့ Orange Ideas မှာတော့ဒီလိုမျိုးမလုပ်ပါဘူး။ပထမအဆုံးတော့ audience research လုပ်ပါတယ်။ audience တွေကို on ground ဆင်းပြီးတော့မေးတာမျိုးတွေ online ကနေပြီးတော့ survey ကောက်တာမျိုးတွေကိုလုပ်ပါတယ်။ audience research ပြီးရင်တော့ competitor research ကိုဆက်ပြီးတော့သွားပါတယ်။ market ထဲမှာဒီလို competitor တွေကတော့လူတွေရဲ့စိတ်ထဲမှာရောက်နေတယ်။ဒီလို competitor တွေကဘာတွေလုပ်နေလဲဆိုတာကိုကြည့်ပြီးတော့သူတို့နဲ့မတူအောင်ဘယ်လိုမျိုး positioning ယူရမလဲဆိုတော့ strategy ကိုအရင်ဆုံးရေးဆွဲပါတယ်ဒီလို strategy ရွေးဆက်ပြီးပြီဆိုတော့မှဒီ strategy ကိုမူတည်ပြီးတော့ဘယ်လို content pillar တွေဖန်တီးမယ် audience ရဲ့ journey ရဲ့ live ဘယ်လို post idea တွေနဲ့သွားမလဲဆိုတာကိုထပ်ပြီးတော့ brainstorm လုပ်တာဖြစ်ပါတယ် post idea တွေစဉ်းစားပြီးတော့ဒီ draft idea ရပြီဆိုတာနဲ့ client တွေနဲ့တွေ့ဆုံပြီးတော့ client တွေနဲ့ပြန်ပြီးတော့ review ထိုင်ပါတယ် client တွေက confirm ဖြစ်ပြီဆိုတော့မှစပြီးတော့ develop လုပ်တာဖြစ်ပါတယ် post တွေ develop လုပ်ပြီးသွားပြီဆိုရင် page မှာ publish တင်ပေးပါတယ်တလားပြည့်တဲ့အချိန်မှာလည်းဘယ် post ကတော့ performance ကောင်းတယ်ဘယ် post တွေကတော့ performance မကောင်းဘူးဆိုပြီးတော့ review ပြန်ထိုင်ပြီးတော့နောက်လ plan တွေကိုဆက်ဆွဲတာဖြစ်ပါတယ်ဒီလိုနည်းလမ်းတွေနဲ့လှုပ်ဆောင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ client တွေက6လအတွင်း3ဆထက်ကျော်တဲ့ result ကိုရရှိတာဖြစ်ပါတယ်ဒီလိုမျိုးရလဒ်တွေကိုရကြတဲ့ဆိုရင်တော့ Orange Ideas Marketing Agency ကိုအခုပဲဆက်သွယ်လိုက်ပါ